ငါသမီးတွေငါသားတွေအားလုံးကျမ်းမာကြပါသည်ချမ်းသာကြပါစေအန္တရာယ်ကင်းကြပါသည်ဘေးရှင်းကြပါစေသူတော်ကောင်းသူများလောက်နဲ့တွေ့ပြီးသူရုံမှလည်းကင်းဝေးပါစေကကြီးသုံးပါးကိုလည်းကျော်နေနိုင်ပါစေအဆဆရရသူများနဲ့ပျော်ချောပါသည်သူများနဲ့ပြိုင်နိုင်ပါစေအောင်မြင်ခြင်းပေါင်းနဲ့ပြည့်စုံတဲ့သမီးကောင်းရနာသားကောင်းရနာတွေဖြစ်ကြပါစေကကြီးသုံးပါးလည်းကျော်နေနိုင်ပါစေလူဆရာမတို့တည်တတ်တဲ့အကျိုးနော်တကပရောမတခါဒီလိုမျိုးတွေတရှယ်တို့ဖြစ်ရမယ်ဆိုတာမရှိဘူးလေအစင်အဆက်ဆိုတာမရှိကြငါသားတွေငါသမီးတွေစေတနာတွေကိုလည်းတရှယ်တို့အတိမတ်ပြုပါတယ်တကယ်လည်းလေးစားပါတယ်ဒီလိုချိန်ဆိုတရှယ်တော့အိုပါပြီလေအိုပါတော့ကြာလူဖြစ်သွားပြီနော်အဲ့လိုချိန်ဒီမှာဘာအဖြစ်ဖြစ်ဟောတကယ်ယေရှုတင်ပါတယ်ငါသားတွေငါသမီးတွေအားလုံးဒီထဲမှာကစတဲ့တဘိုးတိုးပါပါစေနော်စီးပွားလာပါလေဒီလာတိုးတက်ပါစေ89ကနေတော့2021ထိ30ဒီမှာ30နဲ့33ပေါ့2021ဒီဇင်ဘာမှာပြရမှာလေခွန်ချစ်ကြီးပဲအမှတ်နဲ့မှာခွန်ချစ်တယ်ကြီးပဲခွန်ချစ်အင်္ဂလိပ်စာတမျိုးပဲနှစ်ချို့လေးအမှတ်ရဆုံးချိန်တွေကတော့အများကြီးပေါ့နော်ကလေးတွေမှာအကုန်လုံးသင်ခဲ့ရတာတွေစိုးဆုံးမရတာတွေအဲ့လိုပဲအမှတ်တရပြောမှာကထိန်လောက်တာအမှတ်တရပေါ့အဲ့တော့တီရှယ်ဝတ်တို့ကထိန်မှာလေအိတ်ကြတယ်ညအိတ်ကြတယ်လေညအိတ်ပြီးတော့ချက်ပြုတ်ကြတာပျော်စရာကြီးလေချောင်းသားတွေနဲ့အမလေးအဲ့ဒါပေါ်ဆုံးပဲနောက်ပိုင်းကျမလို့ဖြစ်တော့ဘူးလေဘယ်တော့မှမမေ့ဘူးခထိန်ဒီတိဖြစ်တာပေါ့ဒီလိုတိတတ်တဲ့တပည့်တွေနော်တကယ်မှဘယ်လိုပြောမို့တိတတ်တဲ့အခုကပတ်စံလဲခြာသွားပြီလေအားလုံးကြက်တဲတဲ့အချိန်မှာဒီလိုကြော့တယ်ဆိုတဲ့ကတော်နောင်တာမစေတနာနဲ့မခေါ်တော့နိုင်ဘူးအဲ့လိုပေါ့နော်အဲ့တော့ပီတီလည်းဖြစ်ပါတယ်ငါသားတွေငါသမီးဒီတက်မကလည်းစတဲ့တဘိုးတိုးပါပါစေမြစ်တိုက်တယ်အများအားပို့ပါရဲ့နော်ဒါ